ပေါတက်ကြမယ်ပေါတက်ကြမယ်တက်ကလေးပေါတက်ကိုပေါတက်တက်ပေါတက်ပေါတက်လာတက်ကြမလားမမပါတက်မလားတက်ဟိုပေါတီရအောင်တက်မယ်ဟိုပေါတီရအောင်တက်မယ်တော့တက်တော့ကလေးတော့ဇူလိုင်လေးတက်ပေါတက်အေးဟုတ်တယ်ကျွန်းရီလာတက်ကြမလားမင်္ဂလာသီးတက်ခုကြမလားမင်္ဂလာငါသားချော်ကြတာငါသားလေးချော်ကြနေတာလားလို့တက်ကြောင်တိတ်ခါကြမခံနဲ့ငါသားမှကြည့်ဟိုဘက်ကိုလဲလိုက်ဒီဘက်ကိုလဲလိုက်တယ်တိတ်ချတက်ဟုတ်တယ်ရောက်တော့မယ်တက်ကလေးတက်အမှဇူလိုင်အောင်ရောက်သွားပြီတက်ကလေးတက်လာတာလားတက်ကလေးတက်အေးဟုတ်ပြီတက်ဟိုမှာအခုဆင်းဆင်းမကြတော့ဘူးဆင်းအေးသွားလာတက်ကလေးရှေ့တော့မမတို့မင်္ဂလာသီးရှိလားရှာရအောင်လာမင်္ဂလာသီးရှာရအောင်ဟေးဘယ်သူ့တန်လဲသမီးလေးရေတဲရို့ဟဲ့ငါတဲရို့ကြီးပဲအတဲနှလုံးရို့ကေကလေးဖရောက်သွားလေရို့ကေညလည်းမမအနာရောက်တော့မှထည့်ပြန်လာသမီးကိုခေါ်လို့မရဘူးသမီးအမြင်ပဲအေးဟုတ်တယ်သမီးကိုမမခေါ်လို့မရဇီးကလေးလိုက်လာတယ်ကိုရေလာသားလေးလားဟိုက်ချုပ်ကုတ်လာသားလားဇီးကရေလာကလေးလား